ပျော်ရွှင်ခြင်းရဲ့စိတ်တစ်လက်ကိုလှောင်ရတဲ့စိတ်အဖြေရှာတဲ့စိတ်တစ်စုံရှိရတယ်အမျိုးသမီးတွေရဲ့ဘဝကရေပါတယ်ဒီတသက်လှိုင်းငိမ့်လေငိမ့်ဆိုတာမရှိပါဘူးစိတ်ခိုက်နာခြင်းမှုမျက်ရည်တွေကအမျိုးသားတွေထက်များပါတယ်ဒါကြောင့်ကိုလှောင်ရတဲ့စိတ်အဖြေရှာတတ်တဲ့စိတ်တစ်စုံရှိရပါတယ်ဒါမှအခက်အခဲဆင်းရဲပင်ပန်းခြင်းနဲ့ရုံမရအောင်နစ်မြုပ်မဝင်မှာဖြစ်တယ် အချစ်ဆိုတာငါတို့ရဲ့ပျော်ရွှင်ခြင်းအရင်းအမြစ်ဘဝတစ်ခုလုံးလို့ယုံကြည်မထားပါနဲ့အချစ်ကအလှပပေမဲ့တာရှည်ခံဖို့ခဲရင်ပါတယ်တကယ်လို့ငိုတာကရေတာထက်များလာပြီဆိုရင်လက်လွတ်တတ်ဖို့ကြိုးစားပါအချိန်တိုင်းငယ်ရွယ်နှုပြတဲ့စိတ်ကိုထိမ့်သိမ်းထားပါငယ်ရွယ်နှုပြခြင်းရဲ့အဖြစ်ကင်းရတာရိုးရှင်းလို့ပါရိုးရှင်းခြင်းကပျော်ရွှင်ခြင်းရဲ့ရင်းမြစ်ပါပဲစိတ်ညစ်ညူမှုတွေနဲ့ကင်းဝေးခြင်းရင်ငယ်ရွယ်နှုပြတဲ့စိတ်တစ်ခုကိုအစဉ်ထိမ့်သိမ်းထားပါအများကြီးစိတ်မညှိုးငယ်ပါနဲ့အများကြီးမတွေးတော့ပါနဲ့ရိုးရှင်းနေကောင်းနေပါပဲကျမ်းမာရေးကိုအဓိကထားပါအမျိုးသမီးတွေကမိခင်တရုပ်ကိုလည်းဆောင်ရမှာမို့ကိုချစ်ရတဲ့သူကိုလည်းဂရုစိုက်စောင့်ရှောက်ရပါတယ်ဒါပေမဲ့ကိုမကျမ်းမာရင်တော့သူကကိုကောင်းကောင်းမွန်မွန်ဂရုစိုက်တတ်ချင်မှဂရုစိုက်တတ်မှာပါတခါတလေခြေအနေတစ်မျိုးပြောင်းတဲ့အခါလည်းရှိတတ်ပါတယ်ဒါကြောင့်ကျမ်းမာနေမှအကောင်းဆုံးပါအမျိုးသမီးတွေကရေဆိုလဲဟုတ်ပန်းဆိုလဲဟုတ်ပါတယ်လှပမှုတွေတာရှည်ဖို့ကိုကောင်းကောင်းမွန်မွန်ဂရုစိုက်ရပါတယ်ပင်ဘလောက်ပဲအသက်ကြီးနေပါစေပင်ဘလောက်ပဲဝနေပါစေတင်ရုပ်ဆိုးနေပါစေလှချင်ပချင်တဲ့စိတ်ကတော့ပျောက်သွားလို့မရပါဘူးနေ့တိုင်းတသက်တသက်ရှင်းရှင်းပြင်ဆင်ပါမှတခြားသူရဲ့အတီးပြူတာကိုဆွဲငင်နိုင်မှာပါအမျိုးသမီးတွေမှာကိုယ့်အတွေးခေါ်တွေရှိရပါတယ်လူတစ်ယောက်ဟာအများနဲ့မတူရခြင်းကသူ့မှာအခြားလူနဲ့မတူတဲ့ပုံပန်းသဏ္ဍာန်ရှိုံမကမတူတဲ့တွေးခေါ်မှုတွေလည်းရှိလို့ပါပဲအမျိုးသမီးတစ်ယောက်ဟာဘလောက်ပဲဆွဲမလှပနေပါစေတွေးခေါ်မှုမရှိရင်သူဟာခဏတာဖူးပွင့်တဲ့ပန်းတပွင့်ပဲဖြစ်ပါတယ်ကိုထိခိုက်နာကျင်သူကိုဘိုင်းဘိုင်းလို့ပေါ့ပါဆိုနိုင်ရပါတယ်အချစ်ကြောင့်နာကျင်ခံစားရတဲ့အမျိုးသမီးတွေအများကြီးပါတကယ်လို့အဲ့ဒီနာကျင်မှုနုနဲ့ပဲနှစ်ထိုင်ကိုပိုခံရခက်စေပါတယ်ဒါကြောင့်တိမ်တွေလိုလေနေလိုက်သလိုဘိုင်းလို့လက်ပြနှုတ်ဆက်နိုင်ရပါတယ်shopping ထွက်ဈေးဝယ်ရမှာအမျိုးသမီးတွေစုံလုံးမကန့်သင့်ပါဘူးကြိုင်ဆိုင်ကြွားဝါတာကအမျိုးသမီးတွေရဲ့မဟာပြောကွက်တစ်ခုပါကြိုင်ဆိုင်ကြွားဝါမှုကအသိစိတ်ဉာဏ်ကိုဆုံးရှုံးသွားစေနိုင်ပါတယ်ဒါကြောင့်ကိုအသိနဲ့နှိုးကြအောင်နေပြီးကိုဝယ်ခြင်းတာကိုလိုအပ်တာကိုပဲဝယ်ပါကိုအမြဲတမ်းမှန်တယ်လို့မတွေးထင်ထားတာဟာရန်သူရော့နေတဲ့နီလန်ပါအညိုအတေးတွေမထားပါနဲ့တငယ်ချင်းအပေါင်းအသင်းတစ်ယောက်တိုးရင်လန်တလန်တိုးတယ်ဆိုတာမှတ်ထားပါအာဝရရန်သူဆိုတာမရှိပါဘူးပျော်ရွှင်ခြင်းအတွက်အာမခံထားပါကိုယ်စီမှာလူကြကြနေပါစေ